ပိတ်ပီလိအရွယ်ရောက်သည်တွင်မိဘတို့၏ဆန္ဒအရမန္တရစ်တိုင်းတာကလမြို့မှဗတ္ထကာပီလာနီဟူသောလုံမပြိုနှင့်တဦးကိုတဦးတလဲ့စီစံချပေးကြပြီးတကာလယင်းချိန်တွင်ရာဇဂိုပြည်တွင်ဝေလူဝန်ကျောင်းတော်၌သတင်းသုံးနေတော်မူသည့်ဂေါရမမြတ်စွာဘုရားရှင်သည်တော်လဲမြည်ဟီကောင်းကြီးပေးသံကိုကြားတော်မူသည့်အကြောင်းချင်းရာကိုစင်ကြင်သိမြင်တော်မူလေသည်မြင့်မို့မေမေစာပေမှထုတ်ဝေပြီးပကြီးမျိုးမှန်နှင့်ပကြီးကျော်မိုးစော်ရေးဆွဲပူဇော်သည်အလောင်းတော်ကတ္တပသမိုင်းအပိုင်း1မြန်မာပြည်တွင်ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ခရကဲစစ်တွားရောက်ဖူးမြော်လေးရှိသောအလောင်းတော်ကတ္တပသည်ကဂေါရမမြတ်စွာဘုရား၏သာသနာတော်တွင်စုတင်္ဂဒရတတိယအေကတာဝကပထမသင်္ဃာယတနာတင်ရှင်မာကတ္တပယန္နာမထေရမြတ်ကြီးရုပ်ကလတ်တော်ပင်ဖြစ်ပါ၏ယင်းရုပ်ကလတ်တော်သည်မြန်မာနိုင်ငံအထက်ပိုင်းစကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ကနီးမြို့နယ်အတွင်းမှဟိမောနာတောင်တန်း၏တောင်ဆွယ်ဖြစ်သောပုံတောင်ပုံညာမဟုတောင်တန်းတွင်ပါဝင်သည့်ဝေဘူးလဝေဘာရသူနန္ဒရတောင်သုံးလုံးတို့၏အကြားပထိုးလုံးချောင်းအတွင်းရှိစမ်းချောင်းလေး၏အဆက်မှာလှိုင်ဟူတော်ထဲ၌စံပယ်ကိမ့်ဝတ်တော်မူလျက်ရှိပါသည်မြတ်ဗုဒ္ဓ၏သာသနာတော်တွင်လွန်စွာထူးမြတ်လှသည့်ရှင်မဟာကတ္တပမထေရမြတ်ကြီးထေရုပတ္တိမှာဤသို့ဖြစ်ပါ၏လွန်လီပြီးသောကဘာတသိန်းအထက်ကာလကပွင့်တော်မူခဲ့သည့်ဗဒုမုဒ္ဒရဖျားရှင်လက်ထက်တော်တွင်ဝေရီဟတထေးကြီးဇနီးမောင်နှံသည်ဖျားရှင်အမှုပြုသည့်တန်ဃာတော်6000အားနေအိမ်သို့ပင့်ဖိတ်ခါ9ရက်တိုင်းတိုင်းစွမ်းဆက်ကပ်လှူဒန်းကြလေ၏ယင်းသို့9ရက်တိုင်းတိုင်းလှူဒန်းပြီးနောက်တထေးကြီးဝေရဟသည်ဗဒုမုဒ္ဒရဖျားရှင်၏ခြေတော်အစုံကိုဥတိုက်လျှောက်ထားလေသည်အရှင်ဖျားဤသို့9ရက်ပတ်လုံးပြုခဲ့သည့်ကုသိုလ်ကံစေတနာကြောင့်ဖျားရှင်ဤတတ္တိယအေကတာဝကဖြစ်ရပါလူဤဖျားထိုအခါဖျားရှင်သည်ဗျာဒိတ်စကားမြတ်ကြွားတော်မူလေသည်တကားကြီးဝေရဟတင်းသည်ဤကဘာမှနောက်ကဘာတသိန်းမြောက်ကဘာဖြစ်သည်ဗတ္တကဘာတွင်ဂေါရမဖျားတွေ့တော်မူသည့်အခါမဟာကတ္တပဟူသောဘွဲ့အမည်တော်ဖြင့်သုဒ္ဓဒေငရဧကရယတတိယအေကတာဝကဖြစ်ပေလက်တံတထေးကြီးဝေရဟသည်ဖျားရှင်ထံမှဗျာဒိတ်ရပြီးနောက်နေ့စဉ်နှင့်အမျှဒါနသီလဘာဝနာမေတ္တာတရားများပွားများကာတက်တန်းစီနေရပြီးလျှင်ကွယ်လွန်သည့်အခါနတ်ပြည်လူပြည်တလဲ့စီကျင်လည်ခဲ့ရာမှာကဘာတသိန်းမြောက်ဗတ္တကဘာသို့အရောက်တွင်ဂေါရမမြတ်စွာဘုရားပွင့်တော်မူလာသည်၌မကထတိုင်းမှကတ္တပနွယ်ဖြစ်သည့်ယင်းပုံနာ၏သားငယ်ပိတ်ပီလိအဖြစ်ဖွားမြင်လာခဲ့လေသည်ပိတ်ပီလိအရွယ်ရောက်သည်တွင်မိဘတို့၏ဆန္ဒအရမန္တရစ်တိုင်းတာကလမြို့မှဗတ္ထကာပီလာနီဟူသောလုံမပြိုနှင့်လက်ဆက်ခဲ့ရလေသည်ကာပီလာနီမှာဘဝအဆက်ဆက်ပါရမီဖြည့်ပဲ့ဖြစ်ခဲ့ပြီးဗြဟ္မဘုံမှလူဘဝသို့ဆင်းသက်လာသည်နှင့်အညီကာမဂုဏ်ကိုမလိုလားသူချင်းပေါင်းစုံမိတာချင်းဖြစ်သောကြောင့်မောင်နှမဆက်ဆံရေးဖြင့်သာဖြူစင်စွာနေထိုင်လာခဲ့ကြလေ၏မိဘများဆုံးမသွားသည့်အခါမှမူပိတ်ပလီနှင့်ဗတ္ထကာပီလာနီတို့ဇနီးမောင်နှံသည်တန်ဝေကရကြပြီးပိုင်ဆိုင်သမျှစီးစိမ်ဥစ္စာတို့ကိုဆွန့်လွတ်ခါတဦးကိုတဦးတလဲ့စီစံချပေးကြပြီးတကာလသင်္ကန်းတပိတ်ပရိက္ခယာစုံလင်စွာဖြင့်ယဟန်မှအသွင်တို့ယူလျက်တောထွက်ခဲ့ကြလေတော့၏သူတို့သည်အတူတကွတောထွက်ခဲ့ကြရာမှလမ်းစုံလမ်းဝတစ်ခုသို့အရောက်ပိတ်ပီလိကလက်ရလမ်းသို့၎င်းဗတ္ထကာပီလာနီကလက်ဝဲလမ်းသို့၎င်းလမ်းခွဲလျက်ခရီးဆက်ခဲ့ကြရာမဟာပထဝီမြေကြီးသည်တော်လဲတံမြည်ဟီးကပဲ့တင်ထက်လျက်ကောင်းကြီးပေးလေတော့၏ယင်းချိန်တွင်ရာဇဂိုပြည်တွင်ဝေလူဝန်ကျောင်းတော်၌သတင်းသုံးနေတော်မူသည့်ဂေါရမမြတ်စွာဘုရားရှင်သည်တော်လဲမြည်ဟီးကောင်းကြီးပေးသံကိုကြားတော်မူသည့်အကြောင်းချင်းရာကိုစင်ကြင်သိမြင်တော်မူလေသည်ပိတ်ပီလိလူလင်ယဟန်ပြုလာခြင်းဟာငါဖျားရဲ့သာသနာတော်အတွက်အာကိုထိုက်သူချီးမြှောက်ထိုက်သူဖြစ်ပေလိမ့်မယ်
ယင်းတို့လျင်ပိတ်ပီလိ၏ပါရမီအဟုန်ကိုသိမြင်တော်မူသဖြင့်ဖျားရှင်သည်ဝေလူဝန်ကျောင်းတော်မှထွက်ခွာတော်မူပြီးလျင်သုံးယူဇနာမျှကွာဝေးသည့်ဗဟုပုဒ္ဒကညောင်မင်းရင်းသို့ကြွလန်းတော်မူကားထိုညောင်မင်းရင်းမှာပင်ထွက်ဝဲဖွဲ့ခွေစံနေတော်မူရင်းရောင်ကြီးတော်6သွဲကွန်မြူးလျက်ရှင်မာကတ္တဗအလောင်းလျာပိတ်ပီလိယဟန်လောင်းကိုကြိုဆိုတော်မူလျက်ရှိလေ၏ဂေါရမမြတ်စွာဘုရားရှင်၏သာသနာတော်တွင်ထိုသို့ဘုရားရှင်ကိုယ်တော်တိုင်ကြိုဆိုခြင်းခံရသူမှာရှင်မာကတ္တဗတပါးတည်းသာရှိလေ၏ပိတ်ပီလိယဟန်လောင်းသည်ဘုရားရှင်ကိုဖူးတွေ့ရလျင်ရှ िख ိုးဥချလျက်ဩဝါဒခံယူယုံမျှဖြင့်ယဟန်အဖြစ်သို့ရောက်ရှိလေသည်ရှင်မာကတ္တဗဘွဲ့အမိတော်ရကာယဟန်တော်ဖြစ်ပြီးနောက်ဝေလူဝန်ကျောင်းတော်သို့ဘုရားရှင်နောက်တော်ဘာမှလိုက်ပါသွားပြီးလျင်လမ်းခီ၌ဘုရားရှင်နားလိုသည်ကိုသိသဖြင့်မိမိပခုံးထက်၌တင်ထားသည့်ကပလာကိုလေးကောက်ခောက်ခါမြေပြင်၌ခင်းပေးလေ၏ဤဒုကိုသင်္ကန်းပေါ်မှာထိုင်တော်မူပါဖျားဘုရားရှင်သည်ရှင်မာကတ္တဗ၏ဒုကုတ်သင်္ကန်းပေါ်ထိုင်တော်မူပြီးလျင်ချီးမွမ်းတော်မူလေသည်ချစ်သာကတ္တဗတင့်ရဲ့ဒုကုတ်ဟာနုညံ့လုံးပြီစွာရှင်ဖျားတပည့်တော်ကိုတနာသောအဖြစ်အဲ့ဒီဒုကုတ်သင်္ကန်းကိုအလှခံတော်မူပါဖျားချစ်သာကတ္တဗတင့်ရဲ့နှစ်ထပ်ဒုကုတ်သင်္ကန်းကိုငါဖျားအလှခံပြီးတဲ့အခါငါဖျားပြန်စွန့်နေတဲ့ငါဖျားရဲ့ဒုကုတ်သင်္ကန်းကိုတင်ဝိယုံနိုင်ပါမလားဒီဒုကုတ်သင်္ကန်းဟာပိုးလောက်ပွားပွားကြနေတဲ့ကျုံပုံနာမရဲ့အလောင်းရုပ်ကလပ်မှာငါဖျားကိုယ်တော်တိုင်ပတ်တကူကောက်ယူလေရှောဖုတ်ခါထိုင်ရည်စိုးချုပ်လို့ဝိယုံခဲ့တဲ့သင်္ကန်းဖြစ်ပေတယ်ငါဖျားပတ်တကူအဖြစ်ကောက်ယူစဉ်ကမဟာပတိဝီမြေကြီးတုံဟိကကောင်းကြီးပေးခဲ့လေတဲ့ဝိတေကထူရာသင်္ကန်းတော်ဖြစ်ပေတယ်သင်ဝိယုံနိုင်ပါမလားတပည့်တော်ဝိယုံနိုင်ပါတယ်ဖျားထိုအခါဘုရားရှင်သည်ဒုကုတ်သင်္ကန်းတော်ကိုရှင်မဟာကတ္တဗအားပေးအပ်တော်မူလိုက်သည်ချစ်သာကတ္တဗအနာဂတ်သာသနာတော်မှာငါဘုရားကဲ့သို့ယဟန်တို့ကိုဆုံးမရန်တင့်ကိုစားအရာထားတဲ့အနေနဲ့ဤသင်္ကန်းကိုပေးသနာတော်မူတယ်ယင်းတို့လျင်ဘုရားရှင်၏ကိုစားဟူ၍မိတ်မြတ်ခြင်းခံရသူမှာဘုရားရှင်၏သာသနာတော်တွင်ရှင်မဟာကတ္တဗတပါးတည်းသာရှိလေသည်ထို့နောက်ဆက်လက်ကြွလန်းတော်မူခဲ့ရာဝေလူဝန်ကျောင်းတော်သို့အရောက်တွင်ဘုရားရှင်သည်ရှင်မဟာကတ္တဗအားဒုတင်13ပါးအကျင့်တရားတို့ကိုဟောကြားတော်မူခဲ့ပြီးရှင်မဟာကတ္တဗသည်ယင်းဒုတင်13ပါးအကျင့်တရားတို့ကိုကျင့်ကာရှေ့ရမြောက်သည့်နေ့အာယုန်တက်၌အရဟထမက်ကိုပရိသံမိတာ4ပါးအဘိညာဉ်6ပါးတို့နှင့်တကွရကာယဟန္တာအဖြစ်သို့ရောက်တော်မူလေ၏ထို့နောက်တွင်မူရှင်မဟာကတ္တဗကိုတော်သည်ဖျားရှင်ကိုတော်တိုင်ချီးမြှင့်တော်မူသည့်ဒုတင်ကရဧကရက်ဘွဲ့ရကာသာသနာတော်တွင်လက်ရယံလက်ဝဲယံရှင်သာရိပုတ္တရာနှင့်ရှင်မာမောက္ကလန်တို့ပြီးလျင်ဖျားရှင်၏တတိယအခတာဝကအရာချီးမြှင့်ခြင်းခံရလေ၏ရှင်မဟာကတ္တဗ၏ပါရမီဖြစ်ပဲဖြစ်သောဗတ္ထကာပိလာနီသည်လည်းဖျားရှင်၏မိရွေးတော်ဂေါရမီထံသို့ရောက်ရှိသွားပြီးလျင်ဘိက္ခုနီအဖြစ်တရားအားထုတ်ခဲ့ကာနောက်တစ်ချိန်တွင်ဖျားရှင်၏ကိုယ်တော်တိုင်ချီးမြှင့်တော်မူသည့်ပုပ္ပေနိဝါဒဧကရက်ဘွဲ့ရယဟန္တာထေရီမှဖြစ်သွားလေသည်ရှင်မဟာကတ္တဗမထေမြတ်သည်ယဟန္တာအဖြစ်ရောက်ရှိတော်မူပြီးနောက်ဒုတင်13ပါးကိုအမြဲဆောင်တော်မူကာတောရ၌သာလျင်သတင်းသုံးနေတော်မူလေ၏ရှင်မဟာကတ္တဗမထေမြတ်သည်တခါတရံတွင်နိရောဓတမပတ်ဝင်စားတော်မူပြီးလျင်ဒုက္ခဆင်းရဲရောက်နေသူတို့ကိုကယ်တင်ခြင်းပြုတော်မူလေ၏တခါတော့နူနာဆွဲကပ်နေသူတို့ကိုကုသိုလ်အထူးရစေရန်ချီးမြှောက်တော်မူလိုသဖြင့်ရွာအတွင်းသို့စွမ်းကံကြွတော်မူရာနူနာဆွဲကပ်သူရှိရာအရပ်၌စွမ်းရက်တော်မူလေ၏ထိုနူနာရှင်လည်းရှင်မဟာကတ္တဗမထေမြတ်ကြီး၏တပိတ်အတွင်းသို့စွမ်းလောင်းလူလျာထိုသူ၏သွေးပြေယိုစီးပုတ်ပွားနေသည့်လက်ချောင်းတစ်ချောင်းသည်တပိတ်အတွင်းသို့ပြုတ်ကျလာလေ၏ရှင်မဟာကတ္တဗမထေမြတ်သည်စွမ်းစားသည့်အခါတွင်
နူနာရှင်၏လက်ချောင်းကိုဖယ်ရှားပြီးလျင်စွမ်းကိုမိန်ရှက်စွာဖုံးပေးတော်မူကားနူနာရှင်၏ဒါနကုသိုလ်မြောက်အောင်ချီးမြှောက်ခြင်းပြုခဲ့လေ၏ရှင်မာကတ္တဗမထေရမြတ်ကြီးသည်ဆင်းရဲသားတို့အားချီးမြှောက်တော်မူလေရှိကြောင်းသိသွားသည့်တရားမင်းနှင့်သူဇာတာတို့သည်ရာဇဂိုမြို့အတွင်းသူဆင်းရဲရက်ွက်၌တဲဟုတလုံးဖန်ဆင်းလျက်သူဆင်းရဲအဖိုးအဖွားလင်မယားအဖြစ်ဟန်ဆောင်နေကြလေ၏သူဆင်းရဲအဖိုးအဖွားလင်မယားအဖြစ်ဟန်ဆောင်ထားသည့်တရားမင်းနှင့်သူဇာတာတို့ကစွမ်းလောင်းလူရန်ဟန်ပြန်အားတရားမင်း၏ဟန်ဆောင်ထားခြင်းဖြစ်ကိုမထေရမြတ်ကြီးသိတော်မူလေ၏အတင်တရားမင်းနဲ့သူဇာတာငါဟာမရှိနွမ်းပါတဲ့ဆင်းရဲသားများကုသိုလ်ထူးရစေရန်ချီးမြှောက်လိုတဲ့အတွေ့ဒီလိုဆင်းရဲသားရက်ွက်ထဲဆွမ်းကန်ကြွလာခဲ့ခြင်းဖြစ်တယ်သင်တို့လိုဖုံးကန်ကြီးမားတဲ့စီးစိမ်ရှင်တွေကိုငါချီးမြှောက်လိုခြင်းမရှိပါတင်မထေရမြတ်ဖေဟာတပည့်တော်ဟာသာသနာပြင်ပမှာပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ခုလိုတရားမင်းဖြစ်ခဲ့ရပေမဲ့သာသနာတော်အတွင်းကကုသိုလ်ရှင်နတ်တွေလောက်ကိုရောင်ကိုဝါစီးစိမ်ဥစ္စာပြည့်စုံကြွယ်ဝမှုမရှိပါဒါကြောင့်နွမ်းမလာတဲ့တပည့်တော်တို့ရဲ့ဆွမ်းကိုတနာသဖြင့်အလူခံတော်မူပါဖေဟာတင်တရားမင်းရဲ့လျှောက်ထားမှုကမာကန်သင့်မြတ်ပါတယ်ဒါကြောင့်သင်ရဲ့ဆွမ်းအလှကိုလက်ခံပါမယ်ဒါပေမဲ့နောင်ကိုဒီလိုလှည့်စားလှူဒန်းတာမျိုးမလုပ်ပါနဲ့တင်မဖေဟာလှည့်စားမှုမလုပ်တော့ပါဖေဟာအခုစွမ်းအလူကိုလက်ခံတော်မူတာပဲဝမ်းသာကျေးဇူးတင်လှပါပြီဖေဟာတို့ဖြင့်တရားမင်းနှင့်သူဇာတာတို့သည်ရှင်မာကတ္တဗမထေရမြတ်ကြီးအားစွမ်းလောင်းလူခွင့်ရလိုက်လေရာယင်းကုသိုလ်ကောင်းမှု၏အကျိုးဖလားအဖြစ်တရားမင်းနှင့်သူဇာတာတို့သည်နတ်တတန်းရှေလျားပြီးလျင်ကိုရောင်ကိုဝါထွန်းလင်းတောက်ပလာကနတ်စည်းစိမ်ချမ်းသာများပိုမိုတိုးပွားလာပြီးဖုံးတကူတို့လည်းတိုးပွားလာပါတော့၏ဂေါရမမြတ်စွာဘုရားရှင်သည်မဟာတက္ကရာ148ခုနှစ်ကစုံလပြည့်နှင့်အင်္ဂါနေ့တွင်ပြိဋိနိဗ္ဗာန်စံဝင်တော်မူရာဘုရားရှင်၏အလောင်းတော်သည်တစ်ချိန်သောအခါကဂရိသစ္စာပြုအဋိဋ္ဌံထားခဲ့သည့်အတိုင်းတေဇောဓာတ်လောင်ကျွမ်းခြင်းမရှိချေဂေါရမမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီးကိုသိရှိသည်နှင့်တပြိုင်နက်တောရက်တွင်ရောက်ရှိနေသည့်ရှင်မာကတ္တဗမထေရကြီးသည်တပည့်ယဟန်900တို့နှင့်အတူကုတ်တိန်နာယုံသို့ကြွရောက်လာပြီးလျှင်ဘုရားရှင်၏ရုပ်ကလတ်တော်ကိုဥခိုက်ကကိုရိုတိုင်းဦးစီးလျက်တကြိုချင်းပြုလေမှဘုရားရှင်၏ရုပ်ကလတ်တော်သည်တေဇောဓာတ်လောင်ကျွမ်းခဲ့လေတော့၏ထို့သောဘုရားရှင်ပြိဋိနိဗ္ဗာန်စံဝင်တော်မူပြီးသည့်နောက်တွင်ယဟန်ချို့သည်ဘုရားရှင်ပြည့်ညတ်တော်မူခဲ့သည့်ဝဏီတော်တို့ကိုဂရုမပြုတော့ခြင်းဘုရားရှင်ဟောကြားခဲ့သည့်တရားဓမ္မတို့အားမိမိတို့လိုရာဆွဲကာအဓိပ္ပာယ်ဖွင့်ဆိုပြီးသာသနာတော်လမ်းကြောင်းလွှဲစေရန်ကြံဆောင်ခြင်းတို့ပြုလာကြရာယင်းတို့အထဲတွင်တောရွယ်ယဟန်ကြီးသူပတ္တလည်းပါဝင်ကြ၏ရှင်ဂေါရမမရှိတော့ဘူးတင်းကျပ်လာတဲ့ဝီနီးတိတ်ခါပုတ်တွေကိုခင့်နဲ့လိုက်လျောညီထွေဖြစ်အောင်ပြင်ရမယ်ထို့သောအဖြစ်ထို့သောအပြောတို့ကိုကြားရလေလျင်ရှင်မာကတ္တဗမထေရမြတ်ကြီးသည်ဓမ္မတန်ဝေကရတော်မူလေသည်ကာလကြာလျင်ရှင်တော်မြတ်ဖရာရဲ့သာသနာပြည့်ရွေးရပါလိမ့်မယ်မဖြစ်ချေဘူးရှင်တော်မြတ်ဖရာဟောကြားခဲ့တဲ့တရားဓမ္မတွေကိုစုစည်းပြီးဟောကြားချက်အမှန်တွေကိုရရှိအောင်တန်ဆင်မှုပြုမှဖြစ်တော်မယ်တို့ဖြင့်သင်္ကာယနာတေနိုင်ရန်အတွက်ရာဇဂိုပြည့်ရှင်ဘယင်အစာတသက်အားဒါယကာဖြစ်ဆောင်ရွက်စီလျက်မဟာတက္ကရာ148ခုနှစ်ဝါကောင်လပြည့်ကျော်9ရက်တောက်ကြာနေ့မှစ၍တပေါင်းလပြည့်ကျော်9ရက်နေ့အထိဝေဝါရတောင်ပေါ်ရှိဇက်ရီးပင်ပေါက်ရာလှိုင်ကူအဝမြတ်သောမင်္ဂလာမန္တ၌ယဟန္တာ900နှင့်အတူပထမသင်္ကာယနာတင်တော်မူလေ၏